ကြည့်လိုက်ပါဦးခင်ဗျာကနန်းတကောင်ကသူ့ရဲ့အခွန်ဟောင်းတွေကနေအပြင်ကိုထွက်ဖို့အသေးအတန်ကြိုးစားနေပါတယ်ဒါကတော့တဘာဝတရားရဲ့အမခံဖြစ်စဉ်တစ်ခုပါပဲကနန်းတွေကြီးထွားလာတဲ့အခါသူတို့ရဲ့မာကျောတဲ့အခွန်ဟောင်းကတီးသွားရဲ့အတွက်အခုလိုအခွန်အသစ်လဲရတာဖြစ်ပါတယ်အထဲကကနန်းအသစ်ဟာအခွန်ဟောင်းရဲ့နောက်ကျောဘက်ကနေစပြီးယုံထွက်နေတာပါကြည်ပါဦးလက်မတွေခြေထောက်တွေအားလုံးကိုတစ်ချောင်းချင်းစီအကွက်ကြကြဆွဲထုတ်နေတာတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်好些的蜕变。ဝုန်းကနေဆိုပြီးအခွန်ဟောင်းတဲ့ကနေလုံးဝကျွတ်ထွက်ပြီးလွတ်မြောက်သွားခဲ့ပါပြီ马上腿口完成，还有4条腿儿，这么软的就出来了。အခုအခွန်လဲပြီးစားကနန်းအသစ်ဆက်ဆက်လေးဟာအရေပြားတအားနုနေသေးလို့ရန်သူတွေရန်ကနေပုံအောင်နေရအောင်ပါဒီလိုအံ့ပွဲသဘာဝဖြစ်စဉ်ကိုတငယ်ချင်းတို့ကသဘောကျရဲ့လားဗီဒီယိုလေးကို like နဲ့ follow လုပ်ပြီး share ပေးသွားအောင်နော်